ဒီတစ်ခါတော့ချင်းမိုင်ကဘူရောပါဆန်ဆန်ဟိုတယ်လေးစီကိုအလဲသွားပါမယ်မြေပေါ်မှာ Haze Grove လို့ရိုက်လိုက်ရင်အလွယ်တကူရှာလို့ရပါတယ်ကဲကိုကတညကိုဘတ်3000ကျော်ဆိုတော့မြန်မာငွေနဲ့ဆိုရင်တညကိုဘတ်3သိန်းကျော်4သိန်းဝန်းကျင်ကြတာပေါ့နော်ဒီမြင်ကွင်းလေးကိုမြင်တော့ကလောကိုတတိယမိသွားတယ်ဒါကအဲ့ဒီဟိုတယ်ကိုသွားတဲ့လမ်းမှာအစာပြေမုတ်ဝင်စားတဲ့အဆိုင်ကနေပြီးတော့မြင်ရတဲ့မြင်ကွင်းနေရတာဟိုအရသာရှိနေတာမြင်ရလေသွားခြင်းလေးဖြစ်လာတော့ခက်မြင်ပဲရောက်သွားလိုက်တယ်ဒီနေရာလေးက Haze Grove တဲ့အိမ်မက်ဆန်ဆန်နေရာလေးတစ်ခုဒီနေရာကချင်းမိုင်ကဟန်တုံးမြို့နယ်မှာရှိတယ်တောင်ပေါ်ကိုနဲ့တက်ရတယ်သွားလို့အကောင်းဆုံးရာသီကတော့ဆောင်းဥပေါက်ဆောင်းရာသီပေါ့နော်အဲ့ဒီအချိန်တွေမှာသွားလို့အကောင်းဆုံးပဲဒီထဲမှာပန်းမင်တွေရတယ်စုံနေရပဲအယုတ်လေးတွေကလည်းတော်တော်လေးကိုချစ်စရာကောင်းတယ်အပန်းဖြေအိမ်ဆိုတဲ့အတိုင်းအပန်းဖြေလို့ကောင်းအောင်တခြားလေးစီစဉ်ထားတယ်ဟိုတယ်မှာမတဲကြည့်ရင်တော့ကော်ဖီဆိုင်လေးရှိတော့အစာပြေးလေးစားပြီးတော့တပုံလေးပါလေးရိုက်ဟိုတယ်ကိုပတ်ပြီးတော့လေ့လာလို့ရပါတယ်ဒီကော်ဖီဆိုင်လေးကကော်ဖီလည်းကောင်းတယ်တတိဖြိုရည်လေးလည်းကောင်းတယ်အစာပြေးဒီဆန်ဒဝစ်တွေပါလည်းတော်တော်လေးစားကောင်းတယ်ပြီးတော့တို့ကဒီပလေတင်ပေါ့နော်အကန်နေပါလေတခြားလေးပြင်ပေးတာဆိုတော့အချိန်ရမယ်ဆိုလို့ရှိရင်ထိုင်နေတယ်လို့မြင်တယ်အဲ့ဒီ coffee ဆိုင်လေးမှာထိုင်တော့စားထားတဲ့ဗီဒီယိုလေးကိုပြန်ရှာတာမတွေ့ဘူးပေါ့နော်အဲ့ဒါကြောင့်တင်ပေးလို့မရလိုက်ဘူး sorry ပါဒါကဟိုတယ်အတွင်းပိုင်းပုံစံအထဲမှာလည်းအရန်ကိုတက်ရက်ပြီးတော့ချွတ်စရာကောင်းတယ်တကယ်ကိုနေချင်းစရာလေးဒီဟိုတယ်မှာရေကူးလို့လည်းရတယ်ဒါပေမဲ့ရေကူးကန်ကတော့မြင်တဲ့အတိုင်းပဲတိတ်တော့မကြည့်ဘူးကိုမိသားစုလေးတစ်ပိုင်းတစ်နိုင်2ယောက်3ယောက်လောက်အပြော်ရန်ကူးမယ်ကြေးစိတ်မယ်ဆိုရင်တော့ okay တယ်ဒီရင်တစ်ဖက်ကဒီဟိုတယ်နားမှာရှိတဲ့ထင်ရှူလန် Cypress Lane ကြောင်းကိုတင်ပေးခဲ့ပါတယ်အဲ့တော့အကယ်၍များဒီနေရာကိုသွားလဲပစ်တယ်ဆိုလို့ရှိရင်တန်အောင်လို့အဲ့အရင်တစ်ဖက်ကဗီဒီယိုလေးကိုလည်းပြန်ကြည့်ပါလို့အကြံပြုပါရစေ